စွာထွက်လာမိရမှာအပြင်တွင်ထုံးကိုမြင်လိုက်ရတော့အံ့ဩတော်လဲလှုပ်လှုပ်ရှားရှားမဖြစ်တော့အရှာရာကိုထိန်းချုပ်ရသည့်စိတ်ကအကျဉ်းပါနေပြီထွန်းသည်ဗာရမင်းအောက်တွင်သူ့ကိုရက်ဆောင်နေ၏အေးဦးနေခြင်းနေခဲ့လေကိုဖယ်ရီနဲ့လိုက်သွားမယ်အေးဦးကဇဝေဇဝါနှင်းရက်နေမိစေအနှွဲကလမ်းခွဲထွက်သွားသည်အထွန်းပြောစရာရှိလို့လားမရှိရင်ဖယ်ရီနဲ့ပြန်လိုက်သွားမယ်အေးပါအောင်လားဘာလို့ဒီလောက်လုံးနေတာလဲကို့ကိုမယုံလို့လားအေးဦးတို့ကသူတစ်ပါးကိုယုံတော့ရှိမယုံတော့ရှိဒီလောက်တောင်သိခါဆောင်စရာမလိုတော့ဘူးလေဘာမှမှုစရာမလိုအေးဦးကိုလိုက်ပို့ပေးပါမယ်ဒီလိုဆိုလဲကျေးဇူးတင်ပါတယ်လိုက်မပို့လဲဖြစ်တော့ဖြစ်ပါတယ်အေးဦးကစကားတွေတက်နေလိုက်တာဘဝကတင်တာပါထွန်းရဲ့သူတို့နှစ်ယောက်ဒီမတိုင်မင်ပဲအတူတူလမ်းလျှောက်လာခဲ့မိကြသည်တလောကဆိုင်ကိုရသေးတယ်အထွန်းက secret တလိပ်ကိုမြင်းမြည်တောင်းရင်ပြောသည်အထွန်းဆေးလိုက်တော့တာတခါမှမမြင်ဘူးပဲမညူပြောပါလေအထွန်းအခုရက်တွေပါလေတောင်းနေပြီနော်အေးဦးကအထွန်းလက်ထဲမှာ secret ကိုကြည့်ရင်ပြောသည်နည်းနည်းပါပါတငါတဲ့ကတက်လို့စားဖို့ပြောရဲဆိုရင်တော့ရည်စရာဖြစ်မှာပဲနော်ဘာပြောတာလဲကိုတောင်းနားမလဲတော့ဘူးအေးဦးလိုမိန်းကလေးတယောက်ကရမတောက်ဖို့ဆေးလေးမတောက်ဖို့ပြောရဲဆိုရင်ရည်စရာဖြစ်မှာပဲလို့ပြောတာပါနံပါတ်8ကားကြီးရအောင်တော်တော်ရှောက်လာကြရညတီတိတ်ဆိတ်ဆဖြူပြီးမိန်းကလေးချို့လမ်းပေါ်မှာလွတ်လပ်စွာလှုပ်ရှားသွားလာနေကြသည်ရခင်တုန်းကလိုအချိန်တိုင်းမှာအိမ်တွင်းအောင်နေရသည်သူများမဟုတ်တော့မနက်စောစောဆိုရင်လည်းမိန်းကလေးတွေအများအပြားကိုတွေ့နိုင်သည်သာအရာရာသည်တိုးတက်ပြောင်းလဲနေအထွန်းသည်သူ့နောက်ကအေးဆေးစွာလိုက်လာသည်တခါတရံအထွန်းသည်ထိုးသွပင်စိတ်လိုလဲရအိမ်ထိလိုက်ပို့ရသည်ဘတ်စကားပေါ်မှာတူတူထိုင်ကြရ၏အေးဦးကဘရင်းပေါက်ပေါ်မှာထိုင်ကအပြင်သို့ငေးနေသည်အထွန်းသည်ကားစပယ်ယာကိုပြောသည်မဟာမြိုင်နှစ်ယောက်ဟူသည်စကားကလွယ်၍ဘာတစ်ခွန်းမှမပြောအေးဦးစိတ်ထဲကလည်းအထွန်းနှင့်ပြန်လာရသည်ကိုခါတိုင်းလိုကြည်နူးဝမ်းသာခြင်းမဖြစ်မီသူသည်ဖြစ်လာမည်အခြေအနေတွေကိုသိခံရင်ဆိုင်ရပါများ၍မထုံတက်သေးဖြစ်လာသည်ကားပေါ်မှာဆင်းလာတော့လေတိတ်တိတ်ဆိတ်ဆိတ်သာမဟာမြိုင်လမ်းမကြီးတိုင်းဆင်းလာခဲ့ကြသည်အေးဦးတို့ငယ်စဉ်ကနေခဲ့သည့်ကြောင်းပြီးမှဖြတ်ဆောင်လာခဲ့ရ၏အေးဦးတို့ညီမတွေအားလုံးထိုကြောင်းမှနေခဲ့ဘူးကြသည်ဖေဒီတမီမိန်းကလေးတွေကြည်တာမွေးထားတော့လေစိတ်မပြေမိန်းကလေးလည်းလိမ္မာရဲ့အားကိုးရတာပဲဟုတ်အဖေကအမြဲတမ်းပြောသည်အဖေဒီကားဝဲရှော့တစ်ခုမှလှုပ်သည်အဖေကအလုတ်ကျွမ်းကျင်သည်ဇွဲရှိသည်ခေါင်းမာသည်အေးဦးကခေါင်းမာသည့်နေရာမှာတော့အဖေနှင့်တူသည်အေးဦးခုနှစ်တန်းအောင်သည့်နှစ်မှာအဖေဆုံးသည်တငါတဲ့ရည်နှစ်ချင်းသာကားပြင်ရင်ရုတ်တရက်ဆက်နိုးလာတော့တခြားကားတစ်စင်းကဝင်ဆောင်မိသည်အဖေလောင်းသည်မြင်ဝင့်စရာမရှိဆေးရုံမှာအဖေကိုသွားကြည့်တော့အေးဦးပါသွားသည်ထိုစဉ်ကတုံလုံးခြောက်ချမှုကိုယခုတိုင်ပြန်မြင်အောင်ကထိတ်လန့်နေတတ်စေမမေဦးကတနေ့တည်းမမအောင်သွားတော့လေအေးဦးသည်စောင်းပွဲဖြေခံနေတိုင်းနာဖျားမကြမ်းဖြစ်ကဘယ်တော့မှကောင်းကောင်းမဖြေနိုင်အဖွားကတော့မြေး3ယောက်မှာအေးဦးသည်အညံ့ဆုံးဟူသတ်မှတ်သည်တကယ်တော့အေးဦးကိုယ်တိုင်ကလည်းကြောင်းတက်ရမှာပြင်းလာသည်အဖေသေးပြီးမလွယ်မဝယ်နေ့ဈေးထွက်ရောက်နေသောအမေကိုပြစ်မထားရသဖြင့်ကျောင်းမလိခါကွာဈေးထဲသို့လိုက်သွားတတ်သည်ဈေးရောက်ရသည်ကိုပြောသည်သို့တော်မေ့ဈေးဆိုင်ကလည်းအခြေမခိုင်တော့ပြုတ်ခဲ့ရသည်အဖွားထုတ်ပြီးတော့ရင်လဲဆုံးကုန်သည်အေးထုံးကရုတ်တရက်ခေါ်လိုက်မှတတိယကလှဲ့ကြည့်ပြသည်လမ်းစုံကိုရောက်လို့နေပြီထုံးကအိမ်ထိဘယ်တော့မှမလိုက်တဲ့ထုံးပါလာလျင်ပသိမ်လန်းထိတ်မှကောင်လေးတွေကရန်စရက်သည်ထုံးပြန်တော့မလားကျေးဇူးတင်ပါတယ်အေးဦးသွားရမယ်နော်အထုံးကမသွားသည်သူ့ကိုရက်ကြည့်နေသည်အေးဦးကိုပြောစရာရှိလို့ဘာပြောမလို့လဲအ
ထွန်းကကြီးစားစကားပြောမလို့လားဟုတွေးမိလိုက်သည်ရှင်ခုန်ရင်းတော့မရှိလားအထွန်းနဲ့သူတွေးခဲ့တာကြပြီပဲချင်းလဲချင်းနှီးခဲ့ကြသည်တငယ်ချင်းတွေလည်းဖြစ်ခဲ့ကြသည်မပွင့်လင်းနိုင်စရာအကြောင်းမရှိအေးဦးနားထောင်ပါလားအထွန်းကပိုရီတိတ်ပြောတယ်ဟုစိတ်ထဲမှာရေရွမိသည်အထွန်းကချစ်တယ်လို့ပြောရင်သူကလည်းအဖြေပေးဖို့တင်ဟန်ဆောင်စရာပါလို့တလဲကွယ်အခုနားထောင်နေတာပဲမဟုတ်ဘူးကိုပြောတဲ့စကားကိုလိုက်နာမလားလို့ပြောတာအေးဦးနည်းနည်းတော့တွေးဝေသွားသည်ဘာပြောမှမဟုတ်လို့လဲပြောပါအေးဦးဒီလောက်မလောက်ပါနဲ့တော့လားတကယ်ပဲနားမလည်လိုက်နားလေတရားရှိတော့လဲမဖြစ်နိုင်ပါဘူးဟုထင်မိသည်နားကြလွဲနေသည်ဟုအောက်မေ့မိသည်ကိုပြောတာမကြားလို့လားအေးဦးရဲ့သူတို့နှစ်ယောက်သည်အမောင်ရိပ်ထဲမှာရက်နေမိသေးပင်ရှိသည်ထွေးဤမျက်လုံးများကိုအေးဦးရှာကြည့်နေမိသည်ဘာပြောတာလဲထွန်းအလုံးလုံးနဲ့တော့လို့ပြောလိုက်တာဟုတ်တယ်အဲ့ဒါပြောတာအေးဦးဒီအလုံးမလုံးစီချင်တော့ဘူးဘာဖြစ်လို့လဲအစားတော့နားလေသဘောပေါက်လွယ်သောလူငယ်တယောက်ဟုအေးဦးထင်ခဲ့မိသည်အခုဘလို့များပြောင်းလဲသွားတာလဲဘာမှမဖြစ်ဘူးအေးဦးကိုဒီအလုပ်ကိုမလုပ်စီချင်တော့ဘူးအဲ့ဒါကြောင့်တခြားကြောင့်တော့မဟုတ်ဘူးအေးဦးကိုချစ်လို့တဲ့ချစ်လို့ဒီစကားကိုမျောလင်းခဲ့ပါလေရဲ့ယခုကြားရတော့လေလေးလေးနက်နက်မရှိလားချစ်တဲ့စကားကိုရှိကမပြောပဲဘာကြောင့်နောက်ကပြောရတာလဲထွန်းရီချစ်လို့အလုံးမလုံးစီချင်တာလားအလုံးမလုံးမှချစ်မှာလားအထွန်းအေးဦးကခေါင်းမုံကိုမျက်နှာမလွယ်ပဲထွန်းကိုစိတ်စိတ်ကြီးကခေါ်သည်ဟင်အေးဦးကိုဘာလို့အလုံးမလုံးစီချင်တာလဲပြောပြီးပါမကောအေးဦးကိုချစ်တယ်ဒါနဲ့ပါဆိုင်လဲကွယ်အေးဦးကလည်းကိုကိုချစ်တယ်မဟုတ်လားချစ်ရင်ကိုစကားကိုနားထောင်စေချင်တယ်ချစ်တာနဲ့လုံးတာဘာဆိုင်လို့လဲအေးဦးဒီအလုံးမလုံးစေချင်ဘူးအထွန်းမျက်နှာလွှဲသွားသည်အော်ဒီအလုပ်ကိုမလုပ်စေချင်တာလားအထွန်းပါမမပြောအစကတော့လူငယ်တိုင်းဟာကိုကြရနေရမှာလှုပ်ရှားရုန်းကန်နေကြရတာပဲလို့အထွန်းပြောခဲ့ဦးသည်အေးဦးကရဲလေးပြောမိသည်အထွန်းထင်တဲ့အတိုင်းပဲအေးဦးကအထွန်းကိုချစ်ပါတယ်ဒါပေမဲ့ဒီအလုပ်ကိုတော့မစွန့်နိုင်ဘူးအထွန်းထင်နေတယ်လို့ထင်ပါဒါအေးဦးရဲ့တမွေးဝမ်းကြောင်းပဲလုံးလို့မရဘူးဆိုရင်တော့ဘာမှမတတ်နိုင်ဘူးလုံးလို့ရသေးပြီတော့လုံးမှာပဲဒီအတွက်ထွန်းကမချစ်နိုင်ဘူးဆိုရင်တော့အေးဦးကလည်းဘာမှမပြောလို့ပါဘူးကဲသွားမယ်နော်လမ်းမကြီးကိုဖြတ်၍ကူခဲ့၏အထွန်းတယောက်ထဲမောင်ရိပ်မှကြံရစ်သည်လမ်းထိပ်မှလူငယ်တစုဂစ်တာတီးနေကြသည်ပျက်စီးခြင်းကိုသာဟန်တာကောင်းသည်လွတ်လပ်ခြင်းကိုဘသူတားဆီး၍ရမလဲဘရန်တူဘတ်စော်ရာနပလင်ဝဲဦးချောင်းနဲ့ကစိုးရကျော်လည်းယူခဲ့နော်ပုံမှန်လေပတ်နေသောဆက်ရုပ်တရုပ်လိုနောက်ဖေးသူဝင်ခဲ့သည်ဝဲဦးချောင်းကျော်တပွဲရှိတယ်ကစိုးရကျော်ကတပွဲဟေးအေးဦးနောက်ဖေးကိုဝင်ခိုင်သိမ်းမြင်လန့်ခေါ်သည်ဘာလဲငါ့ကိုမစနဲ့